သမထကျင့်စဉ်ဆိုဒီမှာအပြစ်ကင်းတဲ့အာယုံလေးတစ်ခုပေါ်မှာစိတ်ကိုစိုက်ထားတယ်ဆိုပါစို့လွယ်တာလေးတစ်ခုပြောရမယ်ဆိုရင်မိမိရဲ့နှာခေါင်းကထွက်နေတဲ့ထွက်လေဝင်လေလေးနော်ဘယ်သူပဲဖြစ်ဖြစ်လှုပ်ကြည့်လို့ရတဲ့ဟာပဲပေါ့ထွက်လေဝင်လေအာနာပါနတတိပေါ်မှာဒီသမထကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုရင်ဘယ်လိုကျင့်ရလဲမြတ်စွာဘုရားကစိတ်ငြိမ်ရအယက်မှာနေထိုင်ပြီးတော့တဲ့အမျိုးသားတွေဆိုရင်တင်မြင်ခွေးထိုင်တယ်အမျိုးသမီးတွေဆိုရင်ဒူးတုပ်ပြီးတော့ထိုင်တယ်ခါးကိုဖြောင်းဖြောင်းထားဆက်ကိုဖြောင်းဖြောင်းထားခါးကုန်းနေလို့ရှိရင်ကြာကြာမထိုင်နိုင်ဘူးအယိုးအစစ်တွေကတစ်ခုနဲ့တစ်ခုဖိပြီးတော့ခါးနာတတ်တဲ့ယောဂဖြစ်တတ်တယ်ပေါ့ဒါကတော့ဟုတ်တာပဲနောက်ကျောမှာအယိုးအစစ်တွေရှိတယ်လေအဲ့ဒါကြောင့်မို့လို့ဖြောင်းဖြောင်းထားဖြောင်းဖြောင်းထားပြီးတဲ့အခါမှာစိတ်ကို relax လုပ်ထားတိတ်လည်းတင်းမထားရဘူးရှော့ရှော့လေးထားပြီးတဲ့အခါကျစိတ်အားလုံးကိုချုပ်သိမ်းလိုက်ပြီးတော့နာသီးပြားဘက်ကိုပို့လိုက်တယ်ပို့လိုက်ပြီးတော့နှာခေါင်းကိုမှန်မှန်လေလေးကိုမှန်မှန်ရှူတချို့နီးကလည်းပဲပြင်းပြင်းရှူဆိုတဲ့နီးလည်းရှိတယ်ကိုကြိုက်ရင်လုပ်ပေါ့စာရဲကတော့မှန်မှန်ရှူတာပဲသင်ပေးတယ်ပေါ့နော်လူတိုင်းအတွက်အဲ့တော့မှန်မှန်လေးသဘာဝအတိုင်းလေးရှူနေတဲ့အချိန်မှာစောင့်ကြည့်ရမှာဘာကိုစောင့်ကြည့်ရမှာတော့ဆိုအဲ့ဒီရှူသွင်းလိုက်တဲ့လေလေးဟာဘယ်နေရာမှာထိသွားသလဲရှိုက်ထုတ်လိုက်တဲ့လေလေးဟာဘယ်နေရာမှာထိသွားသလဲဒါလေးကိုစူးစိုက်ပြီးတော့ကြည့်လေနောက်ကိုလိုက်เสียမလို့ဘူးထိတဲ့နေရာလေးကိုစိတ်လေးစိုက်ထားပြီးတော့ရှူတယ်ရှိုက်တယ်ရှူတယ်ရှိုက်တယ်ဒါလေးကိုစိတ်ကနေနှလုံးသွင်းပြီးတော့စင်စစ်မပြတ်ထွက်တိုင်းလည်းသိရမယ်ဝင်တိုင်းလည်းသိရမယ်ရှူတိုင်းလည်းသိရမယ်ရှိုက်တိုင်းလည်းသိရမယ်အဲ့ဒါလို့သိနေအောင်စိတ်ကလေးဒီပေါ်မှာနေငြိမ်သွားအောင်ချီနှောင်ထားတဲ့သဘောဒါသမထကျင့်စဉ်ကျင့်လိုက်တဲ့အခါကျတော့တဦးနဲ့တဦးမတူဘူးပါရမီဓာတ်ခံပါတဲ့ပုဂ္ဂိုလ်ကြီးကြလို့ရှိရင်တထိုင်အတွင်းလည်းရချင်ရသွားနိုင်တယ်ဓာတ်ခံမပါလို့လည်းစိတ်ဓာတ်မကြနဲ့တရက်နဲ့မရရင်တပတ်နဲ့မရရင်တလနဲ့မရရင်တနှစ်နဲ့မရရင်တစ်သက်လုံးကိစ္စမရှိဘူးမလုပ်တဲ့လူတွေတာတယ်နော်လုံနေလို့ရှိရင်နောင်လွယ်ဖို့ပဲဒါကြောင့်မို့လို့လုံနေရမယ်တယောက်နဲ့တယောက်ဟာ level တို့ degree တို့မတူဘူးဘယ်သူမှသွားနှိုင်းရှင်စရာလည်းမလိုဘူးကိုယ့်ဘာကိုယ်လုံနေတာကိုယ့်အတွက်ပဲလုံနေခြင်းအပြင်ကိုယ်ဟာသွားနေသူဖြစ်တယ်ရက်တဲ့လူမဟုတ်ဘူးမလုံဖဲနေလို့ရှိရင်ရက်နေသူဖြစ်တယ်ပေါ့ခရီးသွားတဲ့အခါမှာတမိုင်ခရီးသွားကြမယ်ဆိုရင်ရက်နေတဲ့လူကမရောက်ဘူးလေတလန်းချင်းသွားတဲ့လူကရောက်သွားမှာပဲနီးသွားပြီပေါ့အဲ့ဒါကြောင့်မလို့အဲ့ဒီထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့ထိတဲ့နေရာလေးကိုမှတ်ထားမှတ်ရင်ကနေပြီးစိတ်လေးဟာငြိမ်ချသွားတဲ့အခါမှာထွက်လေဝင်လေလေးပေါ်မှာဘာတွေဖြစ်လာတော့လို့ဆိုဒီထွက်လေဝင်လေလေးပေါ်မှာစိတ်แท้ကထင်မြင်လာတာအာယုံတစ်ခုပေါ်လာတတ်တယ်ပေါ့တယောက်နဲ့တယောက်မတူဘူးတချို့ကြတော့အလင်းတန်းလေးပေါ်လာတယ်တချို့ကြတော့မိဂိုတန်းလေးတွေပေါ်လာတတ်တယ်တချို့ကြတော့ပလဲလုံးလေးလိုနှာသီးပြားနာမှာရေဝဲနေတဲ့ပလဲလုံးလေးလိုပေါ်လာတယ်အဲ့ဒီလိုပေါ်လာခြင်းဟာနိမိတ်တလို့ခေါ်တယ်တမာရီရဲ့နမိတ်လို့ခေါ်တယ်တွတ်တက်မှုတွေအများကြီးရသွားပြီလို့ဒီလိုပြောတယ်အဲ့ဒီနိမိတ်တကိုထိမ့်သိမ်းထားပြီးတော့ဆက်လက်ရှုမှတ်နေလို့ရှင်နောက်ဆုံးမှာအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကိုအကြာကြီးထားနိုင်တဲ့ဇာနာရှုဆင်ញင်နိုင်တဲ့ဇာနာဆိုတဲ့ဇန်တရားတစ်ခုရလာတယ်ပထမဇန်ပထမအဆင့်မှာဆိုရင်ကိုယ်စိတ်ထဲမှာဘာတွေဖြစ်နေတုံးလို့ဆိုရင်အဲ့ဒီအာယုံလေးပေါ်မှာကြံတွေးနေတဲ့ကြံစည်းနေတဲ့စိတ်ကလေးကိုအာယုံပေါ်တင်ပေးနေတဲ့ဝိတက်စိတ်နဲ့အာယုံကွာမသွားအောင်ထိမ့်ပေးနေတဲ့ဝိสารကျင့်တတ်နေတဲ့ပီတိနော်ချမ်းသာနေတဲ့စိတ်ထဲမှာအေးမြချမ်းသာနေတဲ့ဒုက္ခစိတ်ကလေးဒီအာယုံမှာတည်ငြိမ်သွားတဲ့ဧကဂတအဲ့ဒီ၅ခုထင်ထင်ရှားရှားပေါ်လာပြီဆိုရင်ပထမဇန်ရတယ်လို့ခေါ်တယ်အဲ့ဒီပထမဇန်တရားကဘာတွေဖယ်ရှားလိုက်တုံးဆိုရင်ခုနက
ကာမဂုဏ်အာယုံအတွေးတွေကိုလည်းဖယ်ရှားပစ်တယ်မကျေနပ်တဲ့ဗျာပါဒဆိုတာတွေလည်းဖယ်ရှားပစ်တယ်ဒီပေါ်မှာစိတ်မဝင်စားမှုဆိုတဲ့ဌိနမိတ်္တစိတ်ဆုံးနေမှုတွေကိုလည်းဖယ်ရှားပစ်တယ်စိတ်ပြန့်လွင့်မှုဆိုတဲ့ဥဒိစ္စပူပန်မှုဆိုတဲ့ကုက္ကုစတွေကိုလည်းဖယ်ရှားပစ်တယ်ကိုလုံနေတဲ့အလုပ်ပေါ်မှာဒုလောတွေးတောပြီးဟုတ်မဟုတ်ရဲ့လားလို့ဆိုတဲ့စဉ်းစားမှုဝိသိကိစ္စတွေကိုလည်းဖယ်ရှားပစ်တယ်ဆိုလိုတာကនិဝရဏတရား၅ပါးကိုလောင်ကျွမ်းဖယ်ရှားပလိုက်တယ်ပေါ့ဒီတမာတိစွမ်းအားကအဲ့ဒါလို့ဖယ်ရှားပလိုက်တယ်တင်ညာဝိရတကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့တင်ညာတွေဟာပျောက်ပယ်သွားပြီလို့ဆိုလိုတယ်ဒါကသမထကျင့်စဉ်ကျင့်လို့ရှိရင်ဒီဟာတွေပျောက်သွားနိုင်တယ်လို့ဒီလိုပြောအဲ့ဒီအချိန်လေးမှာကာမဂုဏ်အာယုန်ခံစားခြင်းနဲ့စိတ်တွေမလာဘူးမုန်းတီးတဲ့ဗျာပါဒစိတ်တွေမလာဘူးစိတ်မဝင်စားဘူးစိတ်ရောကြနေတဲ့ဌိနမိတ်္တတွေမလာဘူးစိတ်လွင့်နေတဲ့ဥဒိစ္စပူလောင်နေတဲ့ကုက္ကုစတွေးပြီးတဲ့ပူတဲ့ကုက္ကုစတန်တရားဖြစ်နေတဲ့ဝိသိကိစ္စဒါတွေဟာအကုန်လုံးဘန်းတောင်းလမ်းကြောင်းလောင်ကျွမ်းထားလိုက်တာမရှိတော့ဘူးလို့ဆိုလို့ဒီအခိုက်မှာမပေါ်လာတော့ဘူးအဲ့ဒီဇာနာဆိုတဲ့အဓိပ္ပာယ်ကအာယုန်လေးတစ်ခုပေါ်မှာရှုပြီးတော့အမြဲတမ်းကပ်ပြီးတော့တွဲထားသလိုရှုနိုင်လို့ဇာနာလို့ခေါ်တယ်တမာတိနောက်တစ်ခုကဇာနာဆိုတာခေါဏကပြောတဲ့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့တွေးတဲ့လောဘတွေဗျာပါဒဆိုတဲ့ဒေါသတွေဌိနမိတ်္တတွေဥဒိစ္စကုက္ကုစဝိသိကိစ္စဆိုတဲ့ဒီအတွေးတွေကိုလောင်ကျွမ်းပစ်တာကိုဆိုလိုတယ်ပေါ့လောင်ကျွမ်းလိုက်တယ်ဆိုတာဖြည့်ဆည်းပစ်လိုက်တာပဲဒီအချိန်မှာမလာတော့ဘူးလို့ပြောတာနော်စိတ်လေးဟာဒီအာယုံပေါ်မှာပဲတည်ငြိမ်သွားတယ်ဒါကိုဇံလို့ခေါ်တာကောင်းကင်ပြန်တာကိုဇံခေါ်တာမဟုတ်ဘူးဒီနေရာမှာကောင်းကင်ပြန်တာကြတော့အဘိညာဉ်တကိုးရပြီးမှပြန်လို့ရတယ်နော်အဘိညာဉ်တကိုးလို့ခေါ်တယ်အဲ့တော့ဒီဇံကနေတက်ရအဲ့ဒါဒီလိုပထမဇံကျင့်ကြံကြိုးကိုအထုတ်သမထကျင့်စဉ်တစ်ခုကိုကျင့်လိုက်တာကိုမြတ်စွာဘုရားကဒီမှာဟောတာတင်ညာဝိရတတနတ္တန္တိခန္ဓာအဲ့ဒီကာမတင်ညာတွေကိုပျောက်သွားအောင်လုပ်နိုင်လိုက်လို့ရှိရင်တဲ့လူစိတ်မှာလာပြီးတော့ထုံးဖွဲ့ချီနှောင်ထားတဲ့ခုနကဒီကာမိသန္တာကာမဂုဏ်နဲ့ပတ်သက်တဲ့လူချင်းဓာတ်တွေဗျာပါဒဆိုတဲ့မုန်းတီးဓာတ်တွေဒါတွေမလာတော့ဘူးဒါတွေမရှိတော့ဘူးပျောက်ကွယ်သွားပြီလို့ဒီလိုပြောတာနော်ဒီကျင့်စဉ်တစ်ခုပါအဲ့တော့ဒါသမထကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားဟောလိုက်တာ